အလူဒါနလုပ်တဲ့လူနဲ့အလူဒါနမလုပ်တဲ့လူဟာဘယ်လိုကွဲပြားတော့ဆိုတော့မြတ်စွာဘုရားကဖြေတယ်အလူဒါနလုပ်တဲ့ပုဂ္ဂိုလ်ကတဲ့အသက်ပိုးရှည်တယ်အစင်းပိုပြီးတော့လှတယ်ချမ်းသာဒုက္ခပိုပြီးတော့ကြီးမားတယ်အချမ်းအယံတွေပိုပြီးတော့များတယ်ဩဇာအာဏာအစိုးရမှုတွေပိုပြီးတော့များတယ်ရှင်လိုက်တဲ့အခါကွဲပြားခြားနားမှုရှိတယ်လို့ဆိုလို့တရားဆိုတဲ့စွမ်းအားတူတယ်သီလဆိုတဲ့စွမ်းအားလည်းတူတယ်ပညာဆိုတဲ့စွမ်းအားလည်းတူတယ်ပေါ့ဒါတွေတူပြီးတော့မိမိဘဝမှာလူတန်းမှုရှိသူနဲ့မရှိသူအဲ့လိုကွဲပြားခြားနားသွားတယ်လူတန်းမှုမရှိတဲ့ပုဂ္ဂိုလ်ကိုလူတန်းမှုရှိတဲ့ပုဂ္ဂိုလ်ကအသက်အားဖြင့်လဲသားလွန်တယ်အစင်းအယောင်အားဖြင့်လဲသားလွန်တယ်ချမ်းသာဒုက္ခအားဖြင့်လဲသားလွန်တယ်အချမ်းရအကျော်စောအားဖြင့်လဲသားလွန်တယ်